ပြန်မဆုံးဖြစ်ကြရင်ဘယ်လိုလုပ်မလဲကျွန်တော်တငယ်ချင်းတယောက်အမြဲပြောနေကြစကားတစ်ခွန်းရှိတယ်နောက်မှတွေ့မယ်ပြောပြီးဘယ်တော့မှမတွေ့ရတော့ရင်ဘယ်လိုလုပ်မလဲတဲ့သူကအဲ့ဒီစကားကိုလက်ကင်ထားပြီးနေထိုင်ပုံရတယ်ဘာပဲလုပ်ချင်ချက်ချင်းလုပ်တတ်တယ်တငယ်ချင်းတွေကိုတွေးချင်တာနဲ့ချက်ချင်းရောက်ချလာတတ်တယ်လူစုံတဲ့အချိန်ကိုမဆောင်ပဲသူကမစုံအောင်ကိုလိုက်စုတတ်သေးတာခရီးသွားဖို့အတွက်ဆိုရင်လည်းတိုင်မြင်တာနဲ့ချက်ချင်းအကောင့်ထဲပေါ်ပြတာကသူပဲနောက်ဆိုမသေးကြဘူးလေတဲ့တကာကသူနဲ့ကျွန်တော်ရှာပပစကားများကြပြီးတပတ်လောက်မခေါ်မပြောကြဘူးနောက်တော့သူကိုယ်တိုင်ကျွန်တော်ကိုလာရှာပြီးမင်းနဲ့ငါမခေါ်ဘဲနေကြတဲ့အချိန်အတွင်းမှာတယောက်ကတေးသွားရင်ဘယ်လိုလုပ်မလဲမင်းသိရင်ငါကတော့နောင်တရနေမှာမင်းရောငါလိုပဲခံစားရမယ်လို့ဆိုရင်ဒီနေ့ပြန်ခေါ်ကြရအောင်နဲ့ကျွန်တော်တို့ကအချစ်ဆုံးတငယ်ချင်းတွေပါသူပြောသလိုသာဖြစ်သွားရင်ကျွန်တော်တဘွားလုံးတေချာပေါက်နောင်တရနေတော့မှာပါပဲစိတ်ထဲမှာတော့သူပြောတာကိုရဲချင်ပြီးတေချာပေါက်စိတ်ဆိုးပြေသွားပေမဲ့နမိတ်မရှိနမမရှိပေါက်ကြရည်လားမပြောနဲ့ဟဲ့ကောင်လို့ပါဇက်ကအော်ငေါလိုက်နေတယ်ငါစီမှာနောက်မှတွေ့မယ်ပြောပြီးဘယ်တော့မှထပ်မတွေ့ရတဲ့လူတွေအများကြီးရှိဘူးတယ်မင်းကတော့အဲ့ဒီထဲပါသွားမှကြောက်တယ်ကွာတဲ့ကျွန်တော်လည်းဆက်ပြီးစိတ်ဆိုးမနေတော့ပဲပြေးဖက်မိတော့တာပဲသူကပြောသေးတယ်နောက်ဆုံးတစ်ခေါက်လည်းဖြစ်နိုင်တာမို့ဖတ်ခွင့်ရတော့ငါ့ကိုကြကြဖတ်ထားတဲ့ဒီတငယ်ချင်းကယူးကြောင်ကြောင်စကားတွေပြောတတ်ပေမဲ့သူပြောသမျှတွေဟာအမားတော့တခါမှမပါဘူးဗျကျွန်တော်တို့နေစဉ်ဘဝတွေမှာလည်းသူပြောသလိုပဲနောက်မှတွေ့မယ်တော့ဆိုပြီးထပ်မတွေ့ကြတော့တဲ့သူတွေဘယ်လောက်တောင်များနေပြီလဲဒါကြောင့်တွေ့ကျင်တဲ့အခါအချိန်မဆွဲပဲမြန်ပြေးတွေ့ရမယ်လာခြင်းရဲ့အနည်းလေးပဲမဟုတ်လားတနေ့ကျရင်ဆိုတဲ့ဂတိတွေပေးပြီးအဲ့ဒီတနေ့တကယ်ရောက်လာတဲ့အချိန်မှာသူတို့မရှိတော့ရင်ဘယ်လိုလုပ်မလဲဒါကြောင့်ဂတိတွေမပေးပဲရှိနေတော့အနီးကပ်နေပြီးကိုတက်နိုင်သမျှကောင်းပြီးဖို့မမေ့ပါနဲ့အဲ့ဒီအရာကတနေ့မှာကိုနောင်တကင်းစီတဲ့အရာဖြစ်လာမှာပါတဦးကိုတဦးစိတ်ဆိုးစိတ်ကောက်ကြရင်စိတ်ချင်းဝေးနေချိန်မှာမကောင်းတာတစ်ခုခုဖြစ်သွားရင်နောင်တရလို့ဆုံးမှာတော့မလားဒါကြောင့်အချစ်ရဆုံးလူဆိုရင်မာနတွေမထားပဲရှိနေတော့မှနှွေးအောင်နေကြရမှာပါမာနကိုစီနဲ့တယောက်ဆက်သွယ်လာမှုအချိန်ကိုတယောက်ကစောင့်နေတာမျိုးဆိုဘယ်တော့မှနီးစပ်တော့မှာမဟုတ်ဘူးအဲ့ဒီအစားတစ်ဖက်ကလျှော့ပြီးဆက်သွယ်လိုက်တာကပိုအမျိုးမြင်ရှိတဲ့လုပ်ရက်ပဲဖြစ်တယ်ဘာမှလည်းမဟုတ်တဲ့ကိစ္စလေးကြောင့်ဝေကြရမှာမတန်ပါဘူးတဦးကိုတကူတတိယနေသေးတယ်ဆိုရင်မာနတွေကိုခောက်ထားပြီးဆက်သွယ်လိုက်ပါနာကျင်မှုမလိုတာတွေကိုမခံစားပါနဲ့အစိုးမရတဲ့လူဘဝကြီးမှာမနှက်ပြန်ဆိုတာဘာတွေဖြစ်မလာမလဲမသိနိုင်တာမို့အခွင့်အရေးရှိတုံးလေနီကကက်ဖြစ်အောင်နေပါသူဘက်ကမဆက်တွယ်လို့ငါလည်းနေနိုင်အောင်နေပြမယ်ဆိုတဲ့စိတ်ကကို့အသေးကိုပြန်ခွဲတယ်လို့ပဲအရန်တတိယနေတာခွင့်လို့ပေးနိုင်မလားဆိုတဲ့စကားလေးသူကြားအောင်ပြောကြည့်ငါကလည်းအရန်လွှမ်းနေတာလို့သူပြန်ပြောလိုက်မယ်မာနကိုစီထားပြီးမခေါ်မပြောနေကြဖို့သူမသိအောင်ဝေးကခိုးကြည့်နေရဖို့အတွက်ဘဝကတိုလုံးပါတယ်အမားလုံးမိတဲ့အခါခွင့်လွှတ်ကြရင်ကံကြမ္မာအလှည့်အပြောင်းတွေကြုံရတဲ့အခါခိုင်မြဲအောင်ဖတ်တွေ့ထားကြရင်နှွေထွေးစွာနေထိုင်ကြရမှာဖြစ်ပါတယ်စိတ်ဝမ်းကွဲနေတဲ့မိသားစုဝင်ရှိရင်ပြန်ခွန်လိုက်အခမ်းမသိလို့စိတ်ဆိုးထားကြတဲ့တငယ်ချင်းတွေရှိရင်ပြန်တည့်လိုက်ပါတဘောထားချင်းမတိုက်ဆိုင်လို့နှလုံးသားချင်းဝေးနေကြရတဲ့ချစ်သူတွေရှိရင်လည်းအမားတွေဝန်ခံပြီးပြန်ချင်းလိုက်ကြပါကို့အလွန်တွေရှိရင်လည်းဆက်တောင်းပန်ဖို့မမင်းနဲ့နော်ဒီစာကိုဖတ်နေတဲ့စာဖတ်သူစီမှာလည်းအကြောင်းမျိုးကြောင့်ဝေးကွာနေတဲ့သူရှိရင်ခုပဲဆက်သွယ်လိုက်ပါမလွန်ခင်လေးမှာလီရအောင်ခုပဲပြေးတူးလိုက်ပါသိတယ်မလို့လားအရာရာကမျက်စိတမိတ်တွင်ပြောင်းလဲနေကြတာနောက်မှစုံကြမယ်လို့ပြောပြီးဘယ်တော့မှထပ်မစုံနိုင်တော့မဲ့လမ်းကိုထွက်သွားရရင်ဘယ်လိုလုပ်ကြမလဲ